ညီနောင်တို့ကိုကွက်မြတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ယခုပြောပြပေးမှာကတော့တောင်ပြုံးမင်းညီနောင်ခေါ်ရွှေဖင်းညီနောင်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ကိုညီပဲဖြစ်ပါတယ်ဗျ။ပကံပြည့်ရှင်အနော်ထာမင်းစောဟာတထုံပြည်ကိုတိုက်ခိုက်အောင်မြင်ပြီးနောက်ဗုဒ္ဓဘာသာသာသနာတော်ကိုပကံမှာထုံးကားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာအနော်ထာမင်းကြီးစီမှာအလွန်ခွန်အားကြီးမားပြီးလျင်မြန်ဖြတ်လက်တဲ့ကလားပြပါရဲ့သားတော်နှစ်ပါးဖြစ်တဲ့ရွှေဖင်းကြီးနဲ့ရွှေဖင်းလေးညီနောင်ဟာအမှုထမ်းနေကြပါတယ်။သူတို့ဟာအလွန်စွမ်းရည်ထက်မြက်တာကြောင့်မင်းကြီးရဲ့အားကိုးရတဲ့လက်ယုံရည်ရှိသူတွေလည်းဖြစ်ပါတယ်။ဒီနေ့မှာအနော်ထာမင်းကြီးဟာတရုတ်ပြည်ကနေမြက်ဆွဲတော်ပင့်ဆောင်ပြီးအပြန်တောင်ပြုံးအရက်မှာစကန်းချနာစဉ်ကုသိုလ်တော်ဖရာစုတောင်းပြည့်ဖရာကိုတည်ထားဖို့အမိန့်တော်မှတ်ပါတယ်။မင်းကြီးကမူးမတ်တွေနဲ့စစ်တီတော်တွေကိုတယောက်တစ်ခဲစီအုပ်စီကြဖို့တာဝန်ပေးခဲ့ပါတယ်။ဒါပေမဲ့ရွှေဖင်းညီနောင်ဟာလူငယ်ဘဝကစားခုံစားတာကိုဝါသနာပါတာကြောင့်ဖျားတည်တဲ့နေရာမှာအုပ်စီရမယ်အစားစက်ကျင်အင်းအနီးမှာတွားရောက်ကစားနေခဲ့ကြပါတယ်။ဖျားတည်ပြီးတဲ့အခါမင်းကြီးကလိုက်လံစစ်ဆေးတော့ရွှေဖင်းညီနောင်တာဝန်ယူရတဲ့နေရာမှာအုပ်နှခဲသာလက်နေတာကိုတွေ့သွားပါတယ်။အနော်ထာမင်းကြီးဟာစစ်စည်းကမ်းနဲ့အမိန့်တော်ကိုဖောက်ဖျက်တဲ့အတွက်အမျက်တော်ရှာပြီးညီနောင်တို့ကိုကွက်မြတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ရှေးရာဇဝင်တွေအရသူတို့ကိုရိုးရိုးသားလို့မသိပဲကျိန်လုံးနဲ့အချက်ပေါင်းများစွာအဆုံးသတ်ခဲ့ရပါအပြစ်ဒဏ်စီရင်ခံပြီးနောက်သူတို့နှစ်ဦးဟာနာကျင်ခံခတ်တဲ့စိတ်နဲ့တေဆုံးသွားခဲ့ရကနေအယူသိမ်းတဲ့နှက်စိမ်းဘဝကိုရောက်ရှိသွားခဲ့ရပါတယ်အနော်ရထာမင်းကြီးဖောင်တော်နဲ့ပြန်ကြွတဲ့အခါဖောင်တော်ရှိကနေပိတ်ဆို့တားဆီးပြီးသူတို့မှာကိုးကွယ်ရာမရှိဖြစ်နေကြောင်းကိုထင်ရှားပြခဲ့ကြပါတယ်အဲ့ဒီအခါမှာအနော်ရထာမင်းကြီးကတနာကိယုဏတပ်ပြီးတောင်ပြုံးအရက်မှာနတ်နန်းတောင်စောက်ပေးကအပိုင်စားပေးခဲ့တာကြောင့်မြန်မာနတ်သမိုင်းမှာဩဇာအကြီးမားဆုံးတောင်ပြုံးမင်းညီနောင်ဆိုပြီးဖြစ်ပေါ်လာရတာဖြစ်ပါတယ်အဆုံးထိနားဆင်ပေးကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာနောက်ထပ်လည်းသိချင်တဲ့အကြောင်းအရာတွေရှိပါကcommentမှာမှတ်ပေးနိုင်ပါတယ်ခင်ဗျာ